ဆိုအဲ့တုန်းက target ကကို4000ဒီဘယ်လောက်ပါလဲမေးအောင်မေးသွားတယ်4000ဘယ်လောက်လဲမသိ sorry ဒီနားမှာပြောတာဒီနားမှာယူထားတာ target ကမနက်က channel ထဲမှာရေးတဲ့ဟာဆိုသွားတယ်ပေးပေးလေးနဲ့သွားတယ် okay ဒီအချိန်ဒီမှာကြည့်ကြည့်အောင်နော် market structure နဲ့ပဲလိုက်ပြီး trade မယ်ဆိုလို့ရှိရင်ဒါကဘာလို့သွားရလဲ break out ဖြစ်သွားပြီနော်ဟောတာက break out ဖြစ်သွားပြီဆိုလို့ရှိရင်ဒီနေရာလက်ရှိရောက်နေတဲ့နေရာကနေပြီးအကိုတို့last pullback ကိုဘယ်မှာရှာလို့ရလဲဟောတာဒီ last pullback နော်ဒါ last pullback နောက်တနေရာကဘယ်မှာတော့ဝင်ရလဲမသိဘူးဆိုနောက်တနေရာကတိုးဒီမှာဝင်တာဒီကန်ထဲမှာဝင်တာရအဲ့ဒါကိုပုံထဲမှာပြင်ကြည့်လို့ရတယ်ညီကိုတို့နော်ဆိုဒီကနေတင်တယ် target ကို stop loss ကဒီမှာထားတယ် target ကခုနကကိုမူရင်ယူထားတဲ့နေရာပေါ့နော်ဒီဆိုပြီးသွားတာပါဒါပါပဲဒါမနက်ကထွေးတဲ့ဟာပါနားလဲလားညီကိုတို့ ဟုတ်ပါပြီ အခုမှလိမ့်လာနေတဲ့ညီလည်းနားလဲမယ်လို့ထင်တယ်ဒါဆိုရင်ဒါ break out ဖြစ်သွားပြီเนาะ inducement ကိုတွေ့ရတဲ့အောက်မှာ order block ရှာတယ်ဒီကနေကိုလိုပေါက်တယ်လေတင်တယ်เนาะ okay